ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ရှယ်ယာရောင်းချမဲ့အစီအစဉ်ကိုဥရောပဘောလုံးအဖွဲ့ချုပ် UEFA နဲ့အတူ CONCACAF ဘောလုံးအဖွဲ့ချုပ်ကလည်းကန့်ကွက်တယ်လို့ကြေညာခဲ့ပါတယ်။ FIFA ကကမ္ဘာဖလားအပါအဝင် FIFA ကကြီးမှုကျင်းပနေတဲ့ပြိုင်ပွဲတွေရဲ့ရှယ်ယာကိုပုဂ္ဂလိကယင်းနှိမ့်မြှုပ်နှံသူတွေစီရောင်းချဖို့အဆိုပြုခဲ့တာဖြစ်ပြီး FIFA အဖွဲ့ဝင်နိုင်ငံတွေရဲ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးစရိတ်ပုံမရရှိလာစေဖို့ဖြစ်ကြောင်းဖြည့်ရှင်းချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုရောင်းချလိုက်မယ်ဆိုရင်စီးပွားရေးအကျိုးမြတ်အတွက်ဥတီလာမှာဖြစ်တာကြောင့်လက်မခံနိုင်ဘူးလို့ UEFA ကကြေညာခဲ့တယ်လို့အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက် FIFA အနေနဲ့ဒီအဆိုပြုမှုကိုမရုပ်သိမ်းမချင်း FIFA ကကျင်းပတဲ့ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်မှာမဟုတ်ဘူးလို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။မြောက်အမေရိက ကာရစ်ဘီယန်နဲ့ဗဟိုအမေရိကနိုင်ငံတွေနဲ့ဖွဲ့စည်းထားတဲ့ CONCACAF ဘောလုံးအဖွဲ့ချုပ်ကလည်းအစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက် FIFA ရဲ့အဆိုပြုမှုကိုစန့်ကျင်ကန့်ကွက်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့် British Media တချို့ကတော့ FIFA ရဲ့ရှယ်ယာရောင်းချမဲ့အစီအစဉ်အဆုံးသတ်သွားပြီဖြစ်ကြောင်း UEFA မပါဝင်မဲ FIFA အနေနဲ့ရပ်တည်ဖို့မဖြစ်နိုင်ကြောင်းနဲ့ FIFA ဥက္ကဋ္ဌ Infantino အနေနဲ့ယာရုမှနှုတ်ထွက်တင်ကြောင်းဖော်ပြခဲ့ပါတယ်။ UEFA ကဥရောပကလပ်အသင်းများအဖွဲ့ EFC ရဲ့ဥက္ကဋ္ဌဖြစ်တယ်လို့ UEFA ရဲ့အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့အသင်းဥက္ကဋ္ဌ El Khelaifi ကိုလာမယ့် FIFA ဥက္ကဋ္ဌရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်စေဖို့လိုလားနေကြောင်းလည်းသိရပါတယ်။